ကွန်ဒိုအခန်းကားတာနဲ့ပတ်သက်တဲ့ dialogue လေးတွေလေ့လာကြအောင်နော်အဲ့ dialogue လေးတွေကနေပြီးတော့မှဒီအသုံးဝင်တဲ့စကားစုလေးတွေတခါတည်းတွဲပြီးတော့မှမှတ်သွားမယ်နော်ဟုတ်ပြီဒါကတော့ကွန်ဒိုအခန်းအားလားမအားလားမေးတဲ့ dialogue အတူလေးပေါ့နော်ပြီးရင်ဈေးနှုန်းမေးတဲ့ dialogue တွေဆက်ပြီးတော့မှလေ့လာသွားအောင်နော်ဟုတ်ပြီကွန်ဒိုအခန်းအားသေးလားဆိုရင်ဘယ်လိုပြောလဲ is the condo stay available ဆိုအားသေးလားလို့ပြောနော်အခန်းအားသေးလားအခန်းလွတ်သေးလားဟုတ်လားအခန်းလွတ်သေးလားပေါ့နော်အဲ့ဆိုရင်ဘယ်လိုပြောလဲ is the condo stay available is the condo stay available yes is available အားသေးတယ်ပေါ့နော်အခန်းအားသေးတယ်အခန်းလွတ်သေးတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီနေ့အခန်းကြည့်လို့ရမလားကျွန်တော်ဒီနေ့အခန်းကြည့်လို့ရမလားဆိုရင်ဒီလိုပြောတယ် can I view it today can I view it today ကျွန်တော်ဒီနေ့အခန်းကြည့်လို့ရမလားဒီအသုံးလေးကိုမှတ်ထားမယ်နော်ဒီနေရာမှာအခန်းကိုကြည့်တာအခန်းကြည့်တာကို view နဲ့သုံးနော်ဒီအသုံးလေးကိုမှတ်ထားမယ် can I view it today ကျွန်တော်ဒီနေ့အခန်းကြည့်လို့ရမလား sure anytime after 3 p.m. ကြိုက်တဲ့အချိန်ကြည့်လို့ရတယ်ဟုတ်လားကြိုက်တဲ့အချိန်ကြိုက်တဲ့အချိန်ကြိုက်တဲ့အချိန်ကြည့်လို့ရတယ် after 3 p.m. 3နာရီဟလာနေ့လယ်3နာရီနောက်ပိုင်းကြိုက်တဲ့အချိန်ကြည့်လို့ရတယ် sure anytime after 3 p.m. ဒါဆိုရင်ဒါဟလာဒီကွန်ဒိုအခန်းအားလားမအားလားမေးတဲ့ dialogue လေးပြီးရင်အခန်းကြည့်တဲ့ dialogue တွေအခန်းဟလာဒီဈေးနှုန်းနဲ့ပတ်သက်တဲ့ dialogue တွေတခြား dialogue တွေဆက်ပြီးတော့မှလေ့လာကြအောင်နော်အခန်းငါကဈေးနှုန်းမေးတာလေးနဲ့ပတ်သက်တဲ့ dialogue အတူလေးဆက်လေ့လာကြအောင်နော်အခန်းငါကတစ်လဘယ်လောက်လဲလို့မေးချင်ဘယ်လိုမေးမလဲဆိုရင် how much is the monthly rent rent ဆိုတာငှားတာပေါ့နော် monthly rent အခန်းငါကတစ်လကိုဘယ်လောက်လဲ how much is the monthly rent it's 1200 baht 1200 baht အတိတ်ပဲ12000ဘတ်12000ပေါ့နော်အဲ့မှာညှိနှိုင်းလို့ရသေးလားပေါ့နော်ဒီဟလာငှားကညှိနှိုင်းတာအဲ့လိုမျိုးညှိနှိုင်းတာကို negotiable negotiable is it negotiable ညှိနှိုင်းလို့ရသေးလားပေါ့အခန်းကလေညှိလို့ရသေးလားအဲ့ဆိုရင် is it negotiable yes we can discuss the price ဒီငှားကဈေးနှုန်းကိုဆွေးနွေးလို့ရပါတယ် a little bit နည်းနည်းတော့900 1000လောက်တော့ရှော့ရင်ရှော့မယ်ဆိုတဲ့ပုံပေါ့နော်နည်းနည်းတော့ဆွေးနွေးလို့ရပါတယ် yes we can discuss the price a little bit ဟုတ်ပြီတစ်ခါတော့ပြန်ဆိုကြည့်အောင် how much is the monthly rent is 1200 baht is it negotiable yes we can discuss the price a little bit ဟုတ်ပြီနောက်ထပ် facility နဲ့ပတ်သက်တာတွေ contract နဲ့ပတ်သက်တာတွေဆက်ပြီးတော့လေ့လာကြအောင်နော်ကွန်ဒိုစာချုပ်ချုပ်တာနဲ့ပတ်သက်တဲ့ dialogue လေးဆက်လေ့လာကြအောင်နော် contract ဆိုတာစာချုပ်ကိုပြောတာနော်စာချုပ်ဟုတ်လားစာချုပ်ကဘယ်လောက်ကြာလဲပေါ့နော်ဟုတ်လား how long is the contract အဲ့လိုပြောရင်နော် how long is the contract ဟုတ်လားတနည်းစာချုပ်တနည်းအနည်းဆုံးချုပ်ရမယ်ပေါ့အဲ့ဆိုရင် is a 1 year contract အဲ့မှာ hyphen လေးခံထားရနော်တနည်းစာချုပ်ကို a 1 year contract အဲ့လိုပြောရင်နော် a 1 year contract how long is the contract is a 1 year contract တနည်းစာချုပ်6လပဲနေလို့ရမလားအဲ့ဆိုလို့ပြောတယ် can I stay for only 6 months only 6 months 6လလောက်ပဲနေလို့ရမလား can I stay for only 6 months အဲ့လိုပြောရင်နော် yes ရတယ်ဒါပေမဲ့ငှားကနည်းနည်းလေးတော့တက်မယ် the rent will be a bit higher ဟာဟလာငှားက the rent ဆိုငှားကကိုပြောနော်ငှားကနည်းနည်းလေးဟလာမြင့်မယ်ဆိုရင်ဘယ်လိုပြောလဲပုံမှန်တစ်နှစ်စာချုပ်ချုပ်မယ်ဆိုရင်1000ဆိုရင်6လစာချုပ်ပဲချုပ်မယ်ဆိုရင်12000လောက်ဖြစ်မှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ငှားကနည်းနည်းလေးမြင့်မယ်ပေါ့ yes but the rent will be a little bit higher နည်းနည်းမြင့်မယ် a bit higher a bit ဆိုတာနည်းနည်းကိုပြောနော်နည်းနည်းဈေးတက်မယ်ပေါ့စာချုပ်ဘယ်တော့ချုပ်လို့ရမလဲဟလားစာချုပ်ဘယ်တော့ချုပ်တော့ sign the contract လို့ပြောရနော်စာချုပ်ဘယ်တော့ချုပ်လို့ရမလဲဆိုရင် when can we sign the contract ဟလား when can we sign the contract ဘယ်တော့စာချုပ်ချုပ်လို့ရမလဲ we can sign today ဒီနေ့ချုပ်လို့ရမယ်ပေါ့ we can sign today ဒီနေ့စာချုပ်ချုပ်လို့ရဘာယူဖို့လိုအပ်လဲပေါ့နော် what do I need to bring ဘာယူလာဖို့လိုအပ်လဲဆိုရင် what do I need to bring just your ID ဆိုတာလာမှတ်ပုံနေဒါမှမဟုတ် passport just your passport and deposit နဲ့ passport ပဲလိုတယ်ပေါ့နော်ကျွန်တော်မလိုဟုတ်ပြီပို့ပြီးတော့မှတ်မိတော့နောက်တစ်ခါတော့ practice လုပ်ကြအောင်နော်
How long is the contract? It's a 1-year contract. Can I stay for only 6 months? Yes, but the rent will be a little bit higher. When can we sign the contract? We can sign today. What do I need to bring? Just your ID and deposit. Speaking practice လို့တဲ့ခါကျအဲ့လိုမျိုးတယောက်တည်းမေးလိုက်တယောက်တည်းဖြေလိုက်အဲ့လိုမျိုးလေ့ကျင့်ရမယ်နော်ကွန်ဒိုတွေပိုင်းငါတဲ့ခါကျရင်ဒီ move in လောက်တာနဲ့ move out လောက်တဲ့ခါမှာပြောရမယ်လာ dialogue လေးတွေစကားစုလေးတွေလေ့လာကြအောင်နော်ဘယ်တော့အခန်းစပြီးတော့ပြောင်းလို့ရမလဲပေါ့နော်ကိုက move in လောက်မှာပေါ့နော်ဘယ်တော့စပြီး move in လောက်လို့ရမလဲအခန်းရွှေ့လို့ရမလဲပေါ့နော်အဲ့ဆိုရင်ဘယ်လိုပြောလဲ when can I move in ဆိုကကိုကစပြီးတော့ဟလာဒီအခန်းစပြောင်းတာပေါ့နော်စပြီးတော့မှရွှေ့လာတာပေါ့ဟလာနေဖို့အတွက် you can move in next week ဟလာနောက်တစ်ပတ်ပြောင်းလို့ရတယ် you can move in နောက်တစ်ပတ်ပြောင်းလာလို့ရတယ်ပေါ့နော်အဲ့ဆိုရင်ဘယ်တော့ deposit ပေးရမလဲ when do I pay the deposit ကဘယ်ချိန်ပေးရမလဲ when we sign the contract you have to pay the deposit ဟလာစာချုပ်ချုပ်တာ sign the contract ဆိုတာစာချုပ်ချုပ်တာเนาะစာချုပ်ချုပ်တဲ့အခါ deposit ပေးရမယ်ပေါ့เนาะစာချုပ်ချုပ်တယ် when we sign the contract you have to pay the deposit move out လုပ်တဲ့ခါကျရင်အိမ်ရှင်နဲ့အိမ်ကပြောတဲ့အပြန်အလှန်ပြောတဲ့ dialogue လေးဆက်လေ့လာကြအောင်เนาะအိမ်ကကို tenant T E N A N T tenant ဒါအိမ်ကပေါ့เนาะအိမ်ရှင်က owner ပေါ့ထားပါတော့အမ T နဲ့ပေါ့အိမ်ကပြောမယ် I want to move out ဆိုတာကျွန်တော်အခန်းပြောင်းတော့မယ်ပေါ့เนาะဟုတ်လားအခန်းကနေရွှေ့တော့မယ် okay when is your last day ဆိုရင်ဘယ်နေ့နောက်ဆုံးလဲ end of this month ဆိုရင်ဒီလနောက်ဆုံးဒီလကုန်ပေါ့เนาะ end of this month can I get my deposit back question mark ပါ can I get my deposit back deposit ပြန်ရနိုင်မလား if there is no damage အခန်းထိခိုက်ပျက်စီးမှုမရှိဘူးဆိုရင် you will get out of it အကုန်ပြန်ရမယ်ပေါ့နော်ဟုတ်ပြီပို့ပြီးမမိတော့နောက်တစ်ခေါက်လောက် practice လုပ်ကြည့်အောင်ကိုယ့်ကိုမေးကိုယ့်ကိုဖြေပေါ့နော်အဲ့လိုမျိုးလေ့ကျင့်မယ် when can I move in you can move in next week when do I pay the deposit when we sign the contract အဲ့မှာ tenant ကပြောမယ် tenant I want to move out okay when is your last day end of this month can I get my deposit back if there is no damage you will get out of it နားလည်မှုထင်ပါတယ်နော်ဒီနေ့ဒီလောက်ပါပဲ that's all for today thanks for watching bye bye